Clara ဟိုတနေ့က YouTube ကိုကြည့်ရင်းနဲ့ YouTube မှာ English story လေးတစ်ပုဒ်ကိုတွေးလိုက်တယ်ပေါ့နော်အဲ့ဒီ story လေးကိုဖတ်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီ story လေးကတော်တော်လေးကောင်းတယ်လူငယ်တွေအတွက်အားလည်းရှိစေတဲ့အတွက်ကြောင့်မလို့ဟောဒီ TikTok ပေါ်ကလူလေးတွေကို Clara နည်းနည်း sharing လုပ်ပေးခြင်းလို့အဲ့ဒီ story လေးကိုအားလုံးကိုဖတ်ပြမှာဖြစ်ပါတယ်Clara အခုပြောပြပေးသွားမယ့်ပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့ The Thief or Success အောင်မြင်မှုရဲ့မျိုးစေ့လို့အဓိပ္ပာယ်ရပါတယ်ဒါဆိုရင်ပုံမြင်လေးကိုစလိုက်ကြရအောင်Once upon a time, there was a young girl named Ariel. Ariel lived in a small village surrounded by beautiful mountains. She has a big dream. She wanted to be a famous artist. Every day, Ariel practiced drawing. At first, her picture were not very good. Some people in the village laughed at her. You are wasting your time, they said. But Ariel did not give up. She remembered her mother's word consistency is the key to success. She decided to draw one picture every single day, no matter how tired she was. After 1 year, her skill improved tremendously. One day, a famous gallery owner visited her village. He saw Ariel drawing and was amazed by her unique style. He invited her to show her work in the big city. Ariel realized that talent is important, but persistence is what makes dreams come true. Now, she is not just an artist, she is an inspiration to everyone in her village. ကဲဆိုတော့ပုံမြင်ကဒီလောက်နဲ့ပြီးသွားပါပြီ story ကိုမြန်မာလိုလဲပြန်ပြီးတော့ပြမယ်ပေါ့နော် story ကိုမြန်မာလိုလဲပြန်ပြပါမယ်ရှင်Clara အဲ့ဒီ story လေးကိုဖုန်းနဲ့ presentation slide လုပ်ပြီးတော့ပေါ့နော်စိတ်ထားတာအဲ့ဒါလေးကိုပြန်ပြီးတော့မြန်မာလို sharing လေးလုပ်ပေးသွားမှာပဲဖြစ်ပါတယ်တခါတော့က area ဆိုတဲ့ main ကလေးငယ်တယောက်ရှိခဲ့ပေါ့နော်အဲ့ဒီ area ကလှပတဲ့တောင်တန်းတွေဝန်းရံထားတဲ့ရွာကလေးတယောက်မှာသူမကနေထိုင်ပါတယ်သူမအိမ်မက်ကြီးတစ်ခုရှိခဲ့ပါတယ်အဲ့ဒီအိမ်မက်ကတော့သူမအောင်မြင်တဲ့နာမည်ကြီးတဲ့ပကြီးပညာရှင်တယောက်ဖြစ်ချင်တာပါနေတိုင်း area ကပကြီးလေးချင်ကန်တွေကိုလုပ်ပါတယ်အစာပိုင်းမှာသူမရဲ့ပကြီးကားတွေကတိတ်တော့မကောင်းပါဘူးရွာတဲကအချို့လူတွေကသူမကိုလောင်ပြောင်ခဲ့ကြပါတယ်အချိန်ပြတ်နေပြီလို့တောင်မှပြောခဲ့ကြရပေါ့နော်မင်းရဲ့အချိန်နေလက်ဟတက်ကြီးဖြစ်နေပြီဘာမှမဟုတ်တဲ့ຢာယူဆက်မလုပ်နေနဲ့တော့ဆိုပြီးတော့ပြောခဲ့ပါတယ်ဒါပေမဲ့ area ကလက်မလျှော့ခဲ့ပါဘူးသူမရဲ့အမေပြောခဲ့တဲ့စကားကိုအမြဲတမ်းသူမသတိရနေရပေါ့နော်သူမရဲ့မိကဘာကိုပြောရလဲဆိုတော့တီတီငိမ့်ငိမ့်နဲ့လှုပ်ဆောင်ခြင်းကတဲ့အောင်မြင်မှုရဲ့တောချိတ်ပါဆိုပြီးတော့သူမရဲ့အမေကပြောခဲ့ပါတယ်အားကြောင့်မလို့ area ကဘလောက်ပဲပေးပန်းနေပါစေနေတိုင်းပကြီးတပုံကိုမလွတ်တမ်းရေးမယ်ဆိုပြီးတော့ဆုံးဖြတ်လာပါတယ်တနေ့ကျော်ကြာသွားတဲ့အခါမှာသူမရဲ့ပကြီးဆွဲတဲ့ scale ကအရန်ကိုဒိုးတက်လာခဲ့ပါတယ်အဲ့ဒီချိန်မှာတနေ့မှာတော့သူတို့ရွာကိုအဒီပေါ့နော်လိုပြမလဲ gallery owner တယောက်ကလာပြီးတော့လေ့လာခဲ့ပါတယ်သူက area ရဲ့ပကြီးကားတွေကိုတွေ့ပြီးတော့အားပြီးတော့အိုး area ကတော်လိုက်တာဒီပကြီးကားတွေကအရန်လာတာပဲအဲ့လိုမျိုးချီးကျူးတာပေါ့နော်အဲ့ area ရဲ့ထူးခြားတဲ့နုပညာပုံစံတွေကိုအဲ့ဒီသူကသူတို့ရွာရဲ့သူတို့မြို့ကြီးမှာပြသဖို့အတွက်ကမ်းလှမ်းခဲ့ပါတယ်အဲ့ဒီချိန်မှာ area ကစွမ်းရည်ကအရေးကြီးပေမဲ့အိမ်မက်တွေကပိုပြီးတော့အကောင်အထည်ဖော်နိုင်မယ်ဆိုပြီးတော့သူမတီးပြခဲ့ပါတယ်မလျှော်ဘဲနဲ့ကြိုးစားလက်မလျှော်ဘဲနဲ့ကြိုးစားမယ်ဆိုလို့ချင်းရင်ဘယ်ရာကိုမဆိုလွယ်နဲ့မရဘူးဆိုတာနားလည်လာပါတယ်အခုတော့သူမအမှုပညာရှင်တယောက်တာမှာကတရွာလုံးအတွက်ပါအားကိုးရတဲ့ပကြီးပညာရှင်တယောက်ဖြစ်လာခဲ့ပါတယ်ဆိုတော့ပုံမြင်လေးရဲ့ညီကုန်းချုပ်ကဘာလဲဆိုတော့ခလာတော့ပြောချင်တာလေးတစ်ခုရှိရပေါ့နော်အောင်မြင်မှုဆိုတာကခလာတို့ကံကောင်းလို့ရောက်လာတဲ့အရာမဟုတ်ဘဲနဲ့ကိုယ်တိုင်အခက်ခဲတွေကြားထဲကနေပြီးတော့စူးစမ်းရုန်းကန်လို့ရောက်လာတဲ့အရာမို့လို့ဆက်ပြီးတော့စူးစမ်းဖို့အတွက်ခလာတော့ recommend ပေးပါတယ်Clara ကတော့အဲ့ဒီပုံမြင်လေးကိုဖတ်ပြီးရဲ့နောက်မှာဘာအတွေးတစ်ခုဝင်လာလဲဆိုလို့ချင်းဘယ်သူမှဆဆချင်းမှမတော်ဘူးကွာဒီတိုင်းစူးစမ်းသွားရတာပဲ Clara တို့လည်းတူတူပဲခု Clara content creator စားလုပ်တယ် influencer စားလုပ်တယ်ဒါပေမဲ့ Clara အစပိုင်းမှာမပေါက်ဘူးနောက်ပိုင်းကျလို့ချင်းစူးစမ်းပါများရင်ပေါက်သွားမှာအဲ့လိုပဲအခုကြည့်နေတဲ့သူမှလည်းအိမ်မက်ရှိရဆိုလို့ချင်းအစပိုင်းမှာစူးစမ်းပြီးတော့လွယ်လွယ်လေးနဲ့လက်မလျှော့ပါနဲ့နောက်ထပ်အဆုံးထိသွားပါကိုသွားမဲ့ခီးလန်းကိုပ
ပြီးဆုံးအောင်ရှောက်တာကအကောင်းဆုံးလို့တော့ Clara ကမြင်ပါတယ်အခုလိုပြောလိုက်လို့ Clara ကတခါတည်းအဲ့လိုမျိုးကြီးပြောလိုက်တာမဟုတ်ပါဘူးဘယ်လိုလဲဆိုတော့အခုပုံမြင်လေးထဲမှာအဲ့ဒီကောင်မလေးက area ဆိုတဲ့ကောင်မလေးကသူပကြီးဆွဲနေတဲ့အချိန်တော်တွင်မှာသူတို့ရွာကလူတွေရဲ့ဝေဖန်တိုက်ခိုက်မှုတွေကြားထဲကနေပြီးတော့အောင်မြင်တဲ့ပကြီးပညာရှင်တယောက်ဖြစ်အောင်စ조사သွားတာလေးကိုနမူနာယူစေခြင်းလို့ပြောပြလိုက်တာပါနောက်ပြီးတော့တစ်ခုရှိပါသေးတယ်ဝေဖန်တိုက်ခိုက်တာတွေကိုလုံးဝမကြောက်ပါနဲ့အောင်မြင်မှုကိုသွားနေတဲ့လမ်းမှာဘယ်သူမှဆိုတိုက်ခိုက်မှုတွေဝေဖန်မှုတွေလူတိုင်းကြုံရပဲလေအားကြောင့်မလို့ဘသူတွေကဘလောက်ပဲတိုက်ခိုက်မကြောက်ပါနဲ့ခုဥပမာကိုက content creator influencer ဖြစ်ချင်တယ်ဆိုလို့ချင်းပို့ပြီးတော့တောင်မှ blame ခံရသေးတယ်ခု TikTok ပေါ်မှာတစ်မျိုးရွာထဲမှာတစ်မျိုးမျိုးပေါ်မှာတစ်မျိုးကိုတငယ်ချင်းတွေကတစ်မျိုးမျိုးတိုက်ခိုက်တယ် blame ကြတယ်ဒါပေမဲ့ကိုကခံနိုင်ရရှိဖို့လိုအပ်တယ်သူတို့ blame နေပါစေကိုကသူတို့ထမင်းစားနေရမဟုတ်ဘူးလေကိုထမင်းကိုစားနေရဒီနေ့ကိုအောင်မြင်မှုရတဲ့အချိန်မှာသူတို့ blame နဲ့အပေါက်တွေရက်သွားလိမ့်မယ်တချို့လူတွေကြရှိတယ်အောင်မြင်မှုရတာတောင်မှ blame နေတော့မယ်ကိုကအောင်မြင်တဲ့လမ်းကိုရှောက်နေတဲ့အချိန်မှာဘယ်စူးခလုတ်ကိုမှဆိုရှောက်လန်းနိုင်မှုအရေးကြီးတယ်အဲ့ဒါကြောင့်မလို့ဘသူတွေ blame နေပါစေဘသူကိုမှထည့်ကူးမဆိုင်ပါနဲ့ကိုစ조사မှကိုရမှာပါအဲ့ဒီ blame နေတဲ့သူတွေကတနေ့ကိုအောင်မြင်မဲ့လမ်းကိုမျှော်နေတာမဟုတ်ပါဘူးကိုကြာရှုံးမဲ့လမ်းကိုပဲသူတို့ကစောင့်မျှော်နေတာပါအဲ့ဒါကြောင့်မလို့ Clara ကိုတိုင်ကလည်းစ조사နေတဲ့သူမို့လို့ Clara ရဲ့ post လေးကိုlike and repost လေးလည်းလုပ်ခဲ့ပေးပါအောင်เนาะနောက်ထပ်အဲ့လိုမျိုးဘူးတူတာတွေ knowledge ပိုင်းတွေ sharing လုပ်ပေးချင်တာလေးရှင် comment မှာလည်းမှန်းခဲ့ပေးပါအောင် follow လေးလုပ်ဖို့လည်းမမေ့ကြနဲ့အောင်เนาะ